ပြန်ကျောင်းသားတွေဟာတက္ကသိုလ်တမကကိုဖွဲ့စည်းပြီးတာနဲ့ကျောင်းသားတမကမဂ္ဂဇင်းကိုအဲ့ဒီနှစ်ဇန်နဝါရီလကစပြီးထုတ်ဝေခဲ့ကြပါတယ်။အဲ့ဒီမဂ္ဂဇင်းဟာနောက်အခါမှာအိုးဝေမဂ္ဂဇင်းဖြစ်လာပါတယ်။အဲ့ဒီနှစ်ဇန်နဝါရီလမှာထုတ်ဝေတဲ့အိုးဝေမဂ္ဂဇင်းရဲ့အင်္ဂလိပ်ကဏ္ဍမှာတက္ကသိုလ်အာဏာပိုင်တယောက်ရဲ့မတရားမှုကိုပွင့်ပွင့်လင်းလင်းဝေဖန်ထားတဲ့ဆောင်းပါးတစ်ပုဒ်ပါရှိခဲ့ပါတယ်။အဲ့ဒီဆောင်းပါးကိုအကြောင်းပြုပြီးတက္ကသိုလ်ကျောင်းဦးကြီးကမဂ္ဂဇင်းအယ်ဒီတာကိုအောင်ဆန်းနဲ့တက္ကသိုလ်ဥက္ကဋ္ဌကိုနုကိုကျောင်းထုတ်ပစ်ခဲ့ပါတယ်။ဒီအခါမှာလည်လက်သွားတဲ့ဥက္ကဋ္ဌနေရာကိုကိုရာရှိကတာဝန်ယူပြီးကျောင်းသားအစည်းအဝေးဆုံးဖြတ်ချက်နဲ့တပိတ်ကောင်းစီကိုဖွဲ့စည်းပါတယ် တက္ကသိုလ်အာဏာပိုင်တွေကကိုနုနဲ့ကိုအောင်ဆန်းကိုကျောင်းထုတ်ပစ်တယ်ဒီတော့ကျောင်းသားသမဂ္ဂအစည်းအဝေးခေါ်တယ်အဲ့ဒီအစည်းအဝေးအမေမတက်ခဲ့ပါဘူးဒါပေမဲ့သမဂ္ဂကဘာတွေဆုံးဖြတ်တာတော့သိကျင်တယ်ညနေခါတိုင်းအင်းအားကံပေါင်းလမ်းလျှောက်နေကြအဲ့ညနေကတော့အင်းအားကံပေါင်းမသွားဘဲနဲ့တငယ်ချင်းတစုသမဂ္ဂအဆောက်အဦစီလာခဲ့ကြတယ်သမဂ္ဂအဆောက်အဦနားလေရောကျောင်းသားတွေကတပိတ်မောက်ဟဲ့လို့ဟောပြီးဆင်းလိုက်ကြတာအများကြီးပဲသမဂ္ဂအမှုဆောင်တယောက်ကအမေကိုမေးတယ်အမေတို့တငယ်ချင်းတွေအားလုံးကိုမေးတာပါငါတို့တပိတ်မှောက်ပြီးအမားတို့တငယ်ချင်းတစုလိုက်ကြမလားတဲ့အမေတို့ကတပိတ်မှောက်မယ်လို့ချက်ချင်းသဘောတူလိုက်တယ်ဒါနဲ့ဘတ်စကားတစ်စီးပေါ်တက်ကြရတယ်ကားတန်းလှည့်ရပါသွားလိုက်တာမိုးချုပ်တော့ရွှေတုံဖျားတောင်ဘက်ဆောင်းတန်းကမော်လမြိုင်စရက်အဲ့ဇရက်မှာတပိတ်မှောက်ကျောင်းသူ30ကိုနေရာချတယ်ကျန်တဲ့တပိတ်မှောက်ကျောင်းသားတွေလည်းအသီးသီးနေရာယူကြတယ်တပိတ်မှောက်တန်နဲ့ပက်ပင်းတူတာဆိုတော့အဝတ်တစ်ထည်ကိုတစ်ခုနဲ့လာခဲ့တဲ့ကျောင်းသူ30ကျော်အဲ့ဇရက်မှာပဲအဲ့ဇရက်မှာဒီအဝတ်ဒီအစားနဲ့နေကြရတာဟောပြောဖို့တာဝန်ပေးတဲ့အခါအမေကအဲ့ဒီခါဝတ်ခါစားနဲ့ပါပဲကျောင်းသားတို့ကြတဲ့ဆက်ပြီးတော့တရားတက်ဟောရတယ်ပထမကျောင်းသားတပိတ်ခေါင်းဆောင်တချို့ဟာဒုတိယကျောင်းသားတပိတ်ဖြစ်နေချိန်မှာတတ်နိုင်တဲ့အကူအညီတွေကိုပေးခဲ့ကြပါတယ် ဒုတိယ University တပိတ်ကိုဦးအောင်ဆန်းဗိုလ်ချုပ်အောင်ဆန်းကနေပြီးတော့ကြီးနှမ်းရိုက်ပြီးခေါ်တဲ့ကြောင့်မလို့ရန်ကုန်တက်လာပြီးတော့ပထမတပိတ်ရဲ့အတွေ့အကြုံများကိုဆွေးနွေးပြီးတော့လိုအပ်တဲ့ကြံ့ညာတွေကိုပေးခဲ့တယ်ပထမနဲ့ဒုတိယကျောင်းသားတပိတ်ခေါင်းစီတွေရဲ့ခြားနားချက်တစ်ခုကတော့ဒုတိယတပိတ်ခေါင်းစီမှာကျောင်းသူတွေပါဝင်လာခဲ့ခြင်းပဲဖြစ်ပါတယ်1936ခုနှစ်ဒုတိယကျောင်းသားတပိတ်အမေနဲ့အတူရန်ကုန်တက္ကသိုလ်ကကျောင်းသူတွေဖြစ်ကြတဲ့မခင်မြနောက်တော့ပညာရေးတက္ကသိုလ်ကကတိကကြီးပေါ့နောက်ခါချင်းကြမမကြီးလို့အမေတို့ကခေါ်တယ်သူကရန်ကုန်တက္ကသိုလ် Municipal မင်းကြီးဦးထွန်းအောင်ရဲ့ဇနီးပါနောက်မမအောင်ကတော့မန္တလေးတက္ကသိုလ်ကမြန်မာစာ MA ဒေါ်အုံးပါနောက်မခင်ကြီးလို့အမေကပြောပါတယ်နောက်ပသိန်းကမသိန်းကြည်တဲ့သူတို့နဲ့အတူတပိတ်ပေါက်ခဲ့တယ်တဲ့နောက်ထပ်ထူးခြားချက်တစ်ခုကတော့ဒုတိယကျောင်းသားတပိတ်မှာတပြည်လုံးကတက္ကသိုလ်တွေအပြင်အထက်တန်းကျောင်းတွေပါဝင်လာခဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီညီညွတ်မှုရဲ့အကျိုးဆက်အနေနဲ့1936ခုနှစ်မေလ10ရက်နေ့မှာဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတပ်မကဘကသအဖွဲ့ကြီးကိုဖွဲ့စည်းနိုင်လိုက်ကြပါတယ်ဒုတိယကျောင်းသားတပိတ်ရဲ့ခရက်ကြောင့်အင်္ဂလိပ်လူမျိုးတက္ကသိုလ်ကျောင်းအုပ်ကြီးရဲ့နေရာမှာဆရာကြီးဦးဖေမောင်တင်ကိုပြောင်းလဲခန့်အပ်ခဲ့ရပါတယ်